ပါဘူးငါကလေးတွေအတွက်ပဲလုပ်ပေးထားတာလို့အေးအေးဆေးဆေးဖြေချပါတယ်ဒါပေမဲ့လူမိုက်တွေကမယုံကြည်ပဲဒေါက်တာချမ်းကိုရဲရဲဆက်ဆက်ဝိုင်းဝန်းရိုက်နှက်ကြပါတော့တယ်ဒါတောင်မှချမ်းကတော့စကားတခုမှမဟခဲ့ပါဘူးသူတို့ကတခွဲကန်းရဲ့ခချင်းမှတ်တမ်းတွေကိုစစ်ဆေးကြည့်ရကနေချမ်းဟာတူးရင်တိုင်းကိုသူ့အိမ်စီပါဆယ်ပို့လိုက်ပြီဆိုတာကိုသိရှိသွားကြပါတယ်သူတို့ရဲ့ခေါင်းဆောင်မစ္စတာရှန်ကသူ့ရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ဂိုင်းနဲ့ဓာတ်တို့ကိုအဲ့ဒီပါဆယ်ကိုချက်ချင်းသွားရောက်လူယူဖို့အမိန့်ပေးလိုက်ပါတော့တယ်ထိုညမှာပဲဂိုင်းနဲ့ဓာတ်တို့ဟာရုပ်ဖြတ်ပြီးဒေါက်တာချမ်းရဲ့အိမ်ရှိမှာကားရက်ကစောင့်ဆိုင်နေကြပါတယ်အိမ်ထဲမှာတော့ရှောင်းယူကတရားထိုင်ဖို့စူးစမ်းနေပေမဲ့ဘာရဲ့ဗီဒီယိုဂိမ်းဆော့တဲ့စူညံတန်တွေကြောင့်စိတ်ဆူစည်းလို့မရဖြစ်နေပါတယ်ဘာကလာငါနဲ့အတူတူဂိမ်းဆော့ရအောင်လို့လှမ်းခေါ်တဲ့အခါရှောင်းယူကတိုးဆုံနေပေမဲ့နောက်ဆုံးတော့ဝင်းဆော့ဖြစ်သွားပြီးမကြခင်မှာပဲသူတို့နှစ်ယောက်ဟာညီကိုတွေလိုပျော်ရွှင်စွာအော်ဟစ်ဆော့ကစားနေကြပါတယ်လန်ကသူမအခန်းထဲကနေစူညံတန်တွေကြားလို့စိတ်ဆိုးမှန်ဆိုးနဲ့ဝင်လာတဲ့အခါမှာတော့ကောင်လေးနှစ်ယောက်ကဂိမ်းကိုချက်ချင်းပိတ်ပြီးအိပ်ပျော်ခြင်းအောင်ဆောင်လိုက်ကြပါတယ်အပြင်ကကားထဲမှာတော့ကိုင်နဲ့ဓာတ်တို့ကသူတို့ရဲ့နောက်ထပ်အစီအစဉ်ကိုဆွေးနွေးနေကြပါတယ်။ဓာတ်ကဓာတ်ပြမျက်နှာဖုံးစုပ်ဖို့လုပ်တဲ့အခါကိုင်ကအခုမဟုတ်သေးဘူး။မနေ့ဖြန်မနေ့ကလေးတွေကြောင်းသွားတဲ့အချိန်မှာငါတို့ဝင်စီးမယ်အသားလေးဝင်ခိုးပြီးတူးရင်တိုင်းကိုယူသွားရင်ဘယ်သူမှသိမှာမဟုတ်ဘူးလို့တားမြစ်လိုက်ပါတယ်။နောက်ပိုင်းညနေပိုင်းမှာတော့လန်ကအိယာဝင်ခံဒီအဖေဖြစ်သူပို့ထားတဲ့